research proposal ရေးတဲ့အခါမှာ I want to reduce poverty ဆိုတဲ့စိတ်ကူးနဲ့စရေးနေမယ်ဆိုလို့ရှိရင်တော့ max scholarship ရဖို့ခက်ခဲပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ reducing poverty ဆိုတာ result တစ်ခုတာဖြစ်ပြီးတော့ method ဖြည့်ရှင်းမဲ့နည်းလမ်းမဟုတ်လို့ပါပဲ။ development economics မှာကိုယ့်ရဲ့ passion စိတ်ခံစားချက်ကိုပဲဦးစားပေးရေးနေလို့မရပါဘူး။ data နဲ့ gap ကိုမြောင်ကြည့်မှရေးလို့ရပါမယ်။ Japan academic လောကမှာဒီစကားလုံးကအဓိကပါပဲ။ Senko Kenkyu previous research လို့ခေါ်ပါတယ်။ Senko Kenkyu ကိုသုံးပြီးတော့တာမန်ခေါင်းစဉ်တစ်ခုကို master level proposal ဖြစ်အောင်ပြောင်းလဲပေးမဲ့နည်းလမ်းတစ်ခုကို economic development ရှုထောင့်ကနေမျှဝေပါမယ်။ Senko Kenkyu ဆိုတာကတော့ English လို့ဆိုလို့ရှိရင် literature review ဖြစ်ပါတယ်။ Japan ရဲ့ academic လောကမှာဒီစကားလုံးကအဓိကကျပါတယ်။သူတည်တနာဆိုတာကတော့အသစ်ဆက်ဆက်ဒေထွင်ခြင်းမဟုတ်ပါဘူး။ရှေ့လူတွေတိဆောက်ခဲ့တဲ့တရားပဲနေရာမှာဂျိုးနေလဲဆိုတဲ့ gap ကိုရှာဖွေပြီးတော့ဆက်ဆောက်ခြင်းဖြစ်ပါတယ်။ဥပမာတစ်ခုကိုကြည့်ကြပါမယ်။ကျောင်းသားတော်တော်များများ foreign direct investment ဆိုတဲ့ FDI နဲ့ပတ်သက်ပြီးတော့ရေးကြတယ်။ FDI ဝင်လာရင် GDP တက်မယ်။ GDP တက်လို့ရှိရင်လူတွေချမ်းသာမယ်။ဒါကြောင့်ကျွန်တော် FDI ဆွဲဆောင်နည်းကိုလေ့လာချင်ပါတယ်ဆိုပြီးတော့ proposal တင်ပါတယ်။ proposal ကိုကြည့်မယ်ဆိုလို့ရှိရင်သိရိုးလွန်အားကြီးပါတယ် basic knowledge အဆင့်တာဖြစ်ပါတယ် researcher တယောက်ကအရင်စာတမ်းအဟောင်းတွေဖတ်ကြည့်တဲ့အခါဒီအချက်ကိုတွေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ gap ကိုဘယ်လိုရှာမလဲ Google Scholar မှာတွားရှာကြည့်ပါမယ် keyword ကို FDIN space or effect in ASEAN လို့ရိုက်ရှာလိုက်ပါမယ်2021 to 2026ကို fader လုပ်ပြီးတော့နောက်ဆုံး9နှစ်ကိုပဲကြည့်ကြည့်ပါမယ်ဘာလို့2021ကိုရွေးရလဲဆိုတဲ့ reason တစ်ခုသင်ပေးနိုင်ပါလိမ့်မယ်2021ကိုရွေးချယ်လိုက်တဲ့ဟာကကိုယ့်အနေနဲ့ရေးစရာတစ်ခုရှိလာနိုင်ဘူးဥပမာ regime change လား GDP တက်တဲ့အချိန်လားစသဖြင့်သုံးသပ်နိုင်ပါတယ်မနေ့က scholarship boost out မှာ engineering နဲ့ AI ကျောင်းသားတွေကဥပမာတောင်းထားကြတယ်။ဒါကြောင့်ဒီနေ့ social science economics နဲ့ engineering AI နှစ်ခုလုံးအတွက်ရှင်းပြီးတော့ပြောပြပါမယ်။ logic ကတော့အတူတူပါပဲ။ပထမဆုံး development economics ကိုကြည့်မယ်။ကျောင်းသား A ကရေးတယ် strategy to develop Myanmar economy through Japanese FDI ။ကောင်းစဉ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါအရန်ကြံပြန့်တယ် variable မရှိဘူး။ဒါကြောင့် Senko Kenkyu ကိုဖတ်ပြီးနည်းပညာမကြံခဲ့ဘူးဆိုတဲ့ကန့်သက်ချက်ကိုရှာလိုက်တယ်။ကောင်းစဉ်ကဘယ်လိုဖြစ်လာလဲဆိုတော့ determinants of technology spillovers from the Japanese FDI to local supply in Myanmar garment industry ဆိုပြီးတော့ပြောင်းလိုက်ပါတယ်။နောက်ထပ် case တစ်ခုဖြစ်တဲ့ engineering AI ကိုကြည့်ကြည့်ရအောင်။ကျောင်းသား B က AI ကိုစိတ်ဝင်စားတယ်။သူကဒီလိုရေးတယ်။ Using AI to solve traffic jam in Yangon ရန်ကုန်မြို့ရဲ့ရင်ကျော်ပိတ်ဆို့မှုကို AI နည်းပညာနဲ့ဖြေရှင်းချင်တယ်ဆိုပါစို့။ဒါ project ခေါင်းစဉ်ဖြစ်ပြီးတော့ research ခေါင်းစဉ်မဟုတ်ပါဘူး။ traffic jam ကိုဖြေရှင်းချင်တာသင်ရဲ့ passion ပါ။အခု Google Scholar ကိုရှာကြည့်လိုက်မယ်။ဒါပေမဲ့လက်ရှိ model တွေက computational power အရင်မြင့်ဖို့လိုတယ်။ရန်ကုန်လိုမီးမမှန် server အားနည်းတဲ့နေရာမျိုးမှာ resource constraint environment မှာသုံးဖို့ခက်တယ်။ဒါကြောင့် high cost ဆိုတဲ့ limitation ကိုတွေ့ပြီ။ဒါကြောင့်သူကဒီလိုပြောင်းရေးလိုက်တယ်။ optimizing lightweight deep learning models from real-time traffic control in resource constraint edge device ဆိုပြီးတော့ပြောင်းလိုက်ပါတယ်
ကွာချက်ချက်ကိုတွေ့ပြီမလား soft traffic အစား lightweight model ကိုပြောင်းလိုက်တယ်ရန်ကုန်အစား resource constraint environment ကိုပြောင်းလိုက်တယ်ဒါ engineer တယောက်ရဲ့ problem solving ပါပဲဒါဆိုလို့ရှိရင် AI gap ကို Google Scholar မှာဘယ်လိုရှာမလဲ Deep Learning Traffic Control Limitation ဆိုပြီးတော့ရိုက်ရှာလိုက်မယ် feeder ကို2022 to 26 အဲ့ဒီမှာ feeder တစ်ခုထားလိုက်မယ်အဲ့ဒီမှာခုနလိုပဲ abstract ဖတ်မယ်နောက်ဆုံး conclusion limitation မှာပါသွားတွေ့ရလဲဆိုလို့ရှိရင် however challenges ဆိုတဲ့စကားလုံးကိုလိုက်ရှာမယ်အဲ့ဒီမှာကျွန်တော်တို့တွေ့ပြီ limitation ဘယ်လိုရေးထားလဲဆိုလို့ရှိရင် however high computational cost remain challenge for edge deployment အဲ့ဒီမှာတွေ့သွားပြီ computational cost ဆိုတဲ့ပြဿနာအဲ့ဒီ challenge ကိုသင်ဖြေရှင်းရမှာဖြစ်ပါတယ်ဒါဆိုရင်သင် proposal ကို Japan professor ရဲ့မျက်လုံးထဲမှာချက်ချင်းမြင်တော့ပါလိမ့်မယ်development fee နဲ့ရှောင်းမဲ့သူတွေအတွက်ဒီစကားလုံးတွေကိုတတိထားစိတ်ချင်ပါတယ်ကိုသုံးနေကြ help to support to develop ဆိုတဲ့စကားလုံးတွေအစားဒီ academic term တွေကိုပြောင်းသုံးကြည့်ပါဥပမာ poverty reduction ကို inclusive growth ဆိုပြီးတော့ပြောင်းကြည့်လိုက်ပါ gap between rich and poor ကို economic disparity economic inequality ဆိုတဲ့စကားလုံးတွေနဲ့အစားထိုးကြည့်ပါtechnology transfer ဆိုတဲ့အစား technology free over effect ဆိုတဲ့စတဲ့စကားလုံးရွေးချယ်မှုကတင်းရဲ့ professional level ပြတာဖြစ်ပါတယ်ကျွန်တော်နိုင်ငံတိုးတက်ဖို့အတွက် passion တစ်ခုတည်းနဲ့မလုံလောက်ပါဘူးစနစ်ဒါမှမဟုတ်ယူရွက်နေတဲ့အားတွေကိုရှာဖွေနိုင်တဲ့ research vision research အမြင်လိုအပ်ပါတယ် development practitioner အနေနဲ့မတွေးပါနဲ့ development strategics တယောက်အနေနဲ့တွေးကြည့်ပါThank you ကတင့်ကိုလမ်းပြပါလိမ့်မယ်ကျွန်တော်ဒေါက်တာဆိုင်ပါ